လွတ်မြောက်သောသူပဲယေရှုကြောင့်ငါဟာခင်ရဲ့ချစ်တွေနဲ့အသက်ရှင်သူငါဘယ်တော့မှမကြောက်တော့ဘူးသခင်အမြဲရှိတယ်အလုံးချုံဆုံးသခင်လက်တော်တဲ့ရှိနေတယ်သောသူပဲယေရှုကြောင့်ငါဟာခင်ရဲ့ချစ်တွေနဲ့အသက်ရှင်သူဘယ်တော့မှမကြောက်တော့ဘူးငါဘယ်တော့မှမကြောက်တော့ဘူးသခင်အမြဲရှိတယ်အလုံးစုံဆုံးခင်လက်တော်